ပါဖွားထန်းတော့မှကြိုးဆိုပါတယ်နေ့ကျမကတော့ထန်းရည်ပါကြောင်းလေးကိုရှင်းပြခြင်းလို့ပါကျမနဲ့တူလိုက်ခဲ့ပါထန်းရည်ကတော့မနက်တစ်ချိန်ညနေတစ်ချိန်တက်ပါတယ်ရလာတဲ့ထန်းရည်များကိုတန့်စင်ဖို့ရထန်းရည်ပါဆိုလာပို့တာပါအေးမြတော့အိုးတဲ့ကိုတန့်စင်ပြီးတော့အေးမြတော့အိုးလေးတဲ့ကိုအမီးစမ်းနေနဲ့တောက်သုံးနိုင်အောင်လို့ထည့်ပေးထားတာပါတန့်စင်ပြီးသားထန်းရည်များကိုအေးအေးလေးတောက်သုံးနိုင်အောင်လို့ရှင်းတဲ့ထိန်းတဲ့နေနဲ့ရေကက်တက်တာတဲ့ကိုထည့်ပေးထားတာပါဖွားထန်းတော့မှထန်းရည်ရတော့အချိုးခါတော့နှစ်မျိုးသလုံးရပါတယ်အဲ့ဒါကြောင့်မို့ဖွားထန်းတော့ကိုလာရောက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်